မရင်ငယ်ထားနေတော့မှလဲတကယ်ပြောတာနေအပြုစုတော်ကြည့်နေယောက်ျားဖောက်ပြန်မမပြောနဲ့နေနာအပြုစုတော်ကြည့်ယောက်ျားတွေကမကြိုက်ဘူးလူကောင်းလေးတေနေတဲ့မိန်းမမကြိုက်ကြအောင်ဒီကိစ္စပြောလိုက်ဆိုမြန်မာတွေကတော်တော်များဒါရှက်စရာတကယ်တော့ဒါရှက်စရာမဟုတ်ဒါလူတိုင်းဖြစ်နေတဲ့အရာဟုတ်တယ်ဘာလို့သူအနေနဲ့ပြောပန်းချောင်းကတင်းနေလို့ဆက်ဆံတဲ့အခါမှာဆိုလို့ရှိရင်အားမရဘူးဖြစ်နေရဆိုတဲ့တူတွေပေါ့နော်ပန်းချောင်းကြီးဖို့အတွက်ကိုတကူတကက်လှုပ်ယူနေတဲ့ဆိုတဲ့တူတွေအတွက်ပြောပြမယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ပန်းချောင်း ZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်လာခဲ့နေလို့လိန်ကိစ္စကြောင့်ကျမရှင်းလုံးပြောပြမယ်အာမနာရှာမကြိုးကျမပြောပြမယ်ကျမတငယ်ချင်းတို့ကျမပြောလိုက်လေတို့တော့ဘယ်လိုပြောရသလားငါတို့ကတဲ့ဒီကိစ္စကိုအာယုံမလာအောင်လေငါတို့ကယူကြတယ်ဆိုတာဒီကိစ္စကိုအာယုံမလာအောင်လေဒီကိစ္စကြောင့်ယူကြမှာမဟုတ်ဘူးတဲ့ဒါဆိုပန်းတရတူယူလေယူနိုင်လို့လားပန်းတရတူယူနိုင်လားငါတို့စက္ကန့်လို့ယူဆိုငါတို့ကမလို့ချင်းရှင်းရှင်းလေးပြောစက္ကန့်တော့ငါတို့စိတ်ဝင်စားအာယုံမလာအောင်မင်းကလေးတော်တော်များပြောတတ်တယ်နော်အလားမဖြစ်နိုင်တာအိမ်ထောင်တစ်ခုမှဒီဟာအဓိကမဟုတ်ဘူးဆိုမှဒါအဓိကနေရာတစ်ခုမှလည်းကြားတယ်အိမ်ထောင်တစ်ခုမှအဓိကတော့ပတ်စံမှန်တယ်ဒါပေမဲ့လေအဓိကအရာပတ်စံဒါပေမဲ့ဒီလိန်ကိစ္စလည်းပါတယ်နော်ဒီလိန်ကိစ္စမပါဆိုဘာလို့ယောက်ျားလေးမရင်ငယ်ထားနေတော့မှလဲတကယ်ပြောတာနေအပြုစုတော်ကြည့်နေယောက်ျားဖောက်ပြန်မမပြောနဲ့နေနာအပြုစုတော်ကြည့်ယောက်ျားတွေကမကြိုက်ဘူးလူကောင်းလေးတေနေတဲ့မိန်းမမကြိုက်ကြအောင်ဒီကိစ္စပြောလိုက်ဆိုမြန်မာတွေကတော်တော်များဒါရှက်စရာတကယ်တော့ဒါရှက်စရာမဟုတ်ဒါလူတိုင်းဖြစ်နေတဲ့အရာဟုတ်တယ်ဘာလို့သူအနေနဲ့ပြောပြနော်ဒါပေမဲ့မင်းကလေးကိုပဲအဖြစ်တင်လို့မရဘူးယောက်ျားလေးလည်းလိုတယ်ယောက်ျားလေးတစ်ခုကိုကျမကြည့်ရကွက်ဆိုမင်းကလေးကိုကွက်ဆိုလုံးလိုက်ကွက်ဆိုထိုးထင်းလိုက်ရပြီအရက်ပြက်ဆိုဒါဆိုပြီးပြီတလို့မင်းကလေးကပြီးမပြီးတလို့မသိဘူးဒီကိစ္စပြောတယ်ဆိုကနေပြောနေဝင်းဒီကမပါငါတို့အာယုံမလားနော်အာယုံလာလို့ပြောပြတာမဟုတ်ဘူးကျမတိအောင်လို့ပြောပြယောက်ျားလေးတချို့ကိုစိတ်ဆန္ဒပြီးရပြီမိန်းကလေးကိုမထွက်တတ်ဘူးတခါကလေးမွေးဘူးတဲ့မိန်းမတွေကပို့ဆိုးတယ်အောက်ကဘယ်လိုပြောမလဲမိန်းမကိုကကျတော့6တွေ့နေဖြစ်တဲ့ကြောင့်အဲ့လောက်ထိဘယ်လိုပြောမလဲစိတ်ဆန္ဒအဲ့လောက်ထိမတက်ကြွနိုင်ဘူးပြောချင်တာအဲ့လောက်ထိလွယ်ကူကူနဲ့ဟိုဗလဲဟိုမှုတဲ့အရေးအဲ့ဒါမထုတ်ပေးနိုင်ဘူးတကယ်ဆိုမိန်းကလေးတယောက်လေးဒါလေးနည်းနည်းလေးနော်နှုတ်ဒီကောင်းလေးနည်းနည်းဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့လောက်ပြီးမှအဲ့လိုမျိုးလေးတော့မဟုတ်ဘူးပြောရမယ်ဆိုကိုမှလည်းတာယာမှုလိုချင်တယ်ဆိုကိုရဲ့မိန်းမမှလည်းတာယာမှုပေးနိုင်ရမယ်ငါမိန်းမကလေးဘာဖြစ်တယ်ဒီအဖောက်ကဘယ်လောက်ဖြစ်နေပြီအပေါက်ကဘယ်လောက်ကျေနေပြီဘလို့မကောင်းဘူးဘာညာတကယ်ချင်းတွေ့ပြောကိုကတော့ညွညင်နေဦးမယ်ဒါပေမဲ့သူ့ကြည့်လိုက်တော့စက္ကန့်ထင်ညာဘာမှဟောမဖြစ်ဘူးကွာထိုးတယ်မိန်းကလေးနေလို့ကောင်းတယ်မထင်နဲ့တော့နားတယ်နော်မိန်းကလေးကနေလို့မကောင်းဘူးဒါကြောင့်လေလူတယောက်ရှိတာလေအိမ်ထောင်ကြီးမှလည်းအဓိကဒါလေးလိုတယ်နော်မိန်းကလေးလေးတင်နော်မတင်နဲ့မဟုတ်ဘူးတင်ဒီကငါဖားလို့ဆရာမမဟုတ်ငါမတင်မဟုတ်ဘူးနော်တင်ရမယ်အိမ်ထောင်ကြီးမှလိုတယ်မလိုတာမဟုတ်ဘူးလိုတယ်ယောက်ျားလေးလည်းအတူတူပဲကိုပဲအရသာခံခြင်းမနေနဲ့ကိုမိန်းမကိုလည်းတာရအောင်ဘယ်လိုလုပ်တိုက်ပေးတက်ရမလဲဆိုတာတင်ရှင်းရှင်းလေးရိုင်းပြောကိုကပဲအဲ့လိုအလုပ်ခံမချင်နဲ့ကိုလည်းမိန်းမတယောက်အဲ့လိုလုပ်တတ်ဖို့တင်အဲ့ဒါကိုပြနော်ရိုင်းပြောရအဲ့လိုပဲဒီလိုပြောလိုက်လို့ဒီကမပါမထင်နဲ့တော့ကိုကကိုနေတာကိုအကန့်နဲ့ကိုဘဟုတုတရလာပြောပြတာရှိရပန်းချောင်းကတင်းနေလို့ဆက်ဆံတဲ့အခါမှာဆိုလို့ရှိရင်အားမရဘူးဖြစ်နေရဆိုတဲ့တူတွေပေါ့နော်ပန်းချောင်းကြီးဖို့အတွက်ကိုတကူတကက်လှုပ်ယူနေတဲ့ဆိုတဲ့တူတွေအတွက်ပြောပြမယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ပန်းချောင်းသေးနေတယ်ဆိုတာကသူ့တဘာဝလျောက်သူကြီးတဲ့လောက်ကြီးရပေါ့နော်ခက်ခန်းတာကိုဖွဲ့စည်းပုံနဲ့မူတည်ပြီးတော့မှကို့မှာရှိမှာဖြစ်တယ်အဲ့ဒါကိုအကြီးချဲ့ခြင်းနဲ့ဆိုလို့ရှိရင်တဘာဝလုံးဝမကြဘူးတဘာဝချက်နဲ့ကြီးလာစေဖို့ရအတွက်ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်သွေးအားကောင်းတယ်ဆိုလို့ရှိရင်အလုံးတွေသွေးကြောတွေကမာပြီးတော့မှတင်းလာပြီဆိုလို့ရှိရင်အလုံးကလည်းတောက်တင်းအလုံးကြီးဖြစ်လာတာအဲ့ဒီထဲမှာအသားတွေဒီအလုံးထဲမှာအသွေးတွေသားတွေကတင်းနေတဲ့ခါမှာရာကြီးနဲ့တဘာဝချက်ထိုးတဲ့အခါဆိုရင်ကောင်းကြီးဖီးပြီးတော့မှစိန်ခံရမှာဖြစ်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့သွားထည့်ပြီးဆိုလို့ရှိရင်ကြီးတဲ့နေရာကကြီးဖောင်းတဲ့နေရာကဖောင်းအဲ့လိုမျိုးဖြစ်လုံးဝခံစားလို့မကောင်းဘူးเนาะသွေးအားကောင်းမှဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့
ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။